Hello အားလုံးပဲမင်္ဂလာပါရှင် Angel ရဲ့ The Diaries of Angel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင် Angel ဒီ YouTube channel မှာ active မဖြစ်တာအရင်ကြာပြီပေါ့နော် but anyway at least I came back so share for me ဆိုတော့ Angel ဒီနေ့ဗီဒီယိုမှာ Angel English ရောဗမာရောမျိုးစုံပြောပါမယ်ဘာလို့လဲဆိုတော့ Angel ကဒီနိုင်ငံရောက်ပြီးတော့ဗမာစကားမပြောတတ်တော့ဘဲနဲ့ဖိကောင်းကျဲသွားတာမဟုတ်ပါဘူးဒီနိုင်ငံရောက်နေပေမဲ့လည်း Angel အင်္ဂလိပ်လိုသိချင်မပြောနိုင်သေးတာဖြစ်တဲ့အတွက်စူးစမ်းပြီးတော့ဗမာလိုအင်္ဂလိပ်လိုပြောပါမယ် so don't think I am ဖိကောင်းကျဲ okay ဒီနေ့ vlog လေး is going to be so simple အဲ့ဒါဘာလဲဆို Angel social media မှာအရင်တွေ့နေရရှိရယ်အဲ့ဒါဘာလဲဆိုတော့ budgeting ဒါပေမဲ့ WhatsApp budgeting နဲ့ Asian budgeting ကမတူဘူးပေါ့နော်ဘာလို့မတူရလဲဆိုတော့ပြပြမယ် Western culture မှာများတော့အပြင်သူတို့မိသားစုတွေကို financially အရာ support ပေးတာမရှိဘူးပေါ့နော်ဒါပေမဲ့ Asian culture မှာတော့ yes we do okay Angel ကိုယ်တိုင်လည်း Angel ရဲ့မိသားစုကို financially အရာ support ပေးနေသူဖြစ်တဲ့အဲ့တော့ Angel ရဲ့ budgeting system ကit's going to be different. Okay, let's talk about that. Let's talk about it. Angel ဒီမှာရှိနေတဲ့လူငယ်တော်တော်များများကမိသားစုတွေကိုထောက်ပံ့နေရတဲ့သူတွေများတယ်ပေါ့နော်။ဆိုတော့ Angel ကသူတို့ကိုဒီ financial literacy နဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ငွေကိုဘယ်လို budgeting လုပ်တင်လဲဆိုတဲ့ဟာကို Angel ရဲ့ experience ရ Angel ပြပြီးတော့မှာဖြစ်ပါတယ်။ Disclaimer, I'm not a professional at all. ဆိုတော့ whatever I'm sharing in this video is going to be just my experience. All right? Good. Let's go. ပထမဆုံးအနေနဲ့ Angel ပြောချင်တာကတော့ကိုယ့်ရဲ့ expense ကကိုယ့်အတွက်ကိုတော်တော်လေး struggle ဖြစ်နေလို့ခံစားရရင် increase your income all right increase your income ဘာလို့လဲဆိုတော့ကိုယ့်ရဲ့တလအသုံးစရိတ်ကတော်တော်လေးကိုယ့်ကို struggle ဖြစ်စေဆိုရင်why are you going to stay like this so increase your income that's the most important thing to balance your expense all right so go get a job or get a promotion or job hopping whatever you think that's good for you နောက်တစ်ခုကတော့ Angel ဟိုလိုမျိုးမားတယ်မှန်တယ်လို့မပြောချင်ဘူးပေါ့နော် but I would say it's kind of like bad habits အဲ့ဒါဘာလဲဆိုတော့ကိုယ့်ရဲ့တလားဒီဝင်ငွေရဲ့ medium ထပ်ပို့ပြီးတော့ကိုကသုံးနေရပါတော့ဆိုတော့အဲ့လိုသုံးနေတဲ့အတွက်ကိုကတလား paycheck to paycheck နေရတဲ့ပုံစံဖြစ်သွားတယ်ပေါ့နော်တချို့ရပြောလိုက်မယ်သုံးရမှာပဲဘာလို့လဲဆိုတော့ဥမာ Angel California မှာဆိုရင် rent နေအရင်ဈေးကြီးအိမ်ငါးခါရဲ့ဈေးကြီးရဲ့ blah 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 okay stop Angel ပြောချင်တာကကိုကတယောက်တည်းအရန်ကောင်းတဲ့အခန်းကြီး luxury ခန်းကြီးကိုနေဖို့အတွက်ကိုယ့်ရဲ့ income ကမလိုက်နိုင်ဘူးဆိုရင် why you are paying for that ဟုတ်တယ်မလားသူများနဲ့ share နေပါဘာမှမဖြစ်ပါဘူးအဆင်မပြေမှုရတော့ရှိမှာပဲဒါပေမဲ့ at least you can save money for yourself you can invest for yourself ဆိုတော့ Angel ပြောချင်တာကတော့ဒီနိုင်ငံမှာဆိုရင်library လည်းအများကြီးရှိရယ် cafe လည်းအများကြီးရှိရယ်အဲ့လို free park တွေလည်းအများကြီးရှိအဲ့မှာသွားပြီးတော့ကိုက relax လုပ်ရတယ်ဟို library မှာဆိုရင်စာသွားလုပ်ရတယ်ကိုယ့်မှာအခန်းထဲမှာဟိုဘယ်လိုပြောမလဲ desk တွေပါတယ်မရနိုင်ဘူးဆိုရင်ပြောတာပါကို excuse လုပ်တာတဲ့ဆိုင်ရင်ကိုရဲ့တလားအသုံးစိတ်တွေကိုဘယ်လို adjustment လုပ်ရမလဲဆိုတော့အရင်ဆုံးစဉ်းစားပြီးတော့ကိုရဲ့ medium income ထက်ကိုကြော်ပြီးတော့မတုံးဖို့အတွက်ကို Angel တို့အကြံပေးချင်ပါတယ် medium income ထက်ကို Angel တို့ခါလေကြရင်တုံးမိသွားတာရှိရပေါ့နော် like sometimes it's okay but not every single month okay နောက်တစ်ခုအနေနဲ့ကကြတော့ Angel တွေကိုရဲ့တလားအသုံးစရိတ်ကဘယ်နေရာမှာသွားနေလဲဆိုတော့သိထားရမယ် Angel ဆိုရင် fixed cost နဲ့ variable cost ဆိုပြီးတော့ခွဲထားတယ်ပေါ့နော် fixed cost ဆိုတော့ Angel line မဖြစ်မနေပေးရမယ်ပတ်စံနေဖြစ်ပါတယ် variable cost ကဘာပါမလဲဆိုတော့ grocery ပါမယ်နောက် and then dining entertainment travel like shopping အဲ့ဒါတွေရှိမယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကို Angel ခွဲထားရမယ် Angel ပြောချင်တာတော့ကိုယ့်ရဲ့ paycheck ရလာပြီဆိုအရင်ဆုံးကိုက fixed expense ကိုအရင်ဆုံးစပြီးတော့ထုတ်ရပါမယ်တယောက်မတူပေါ့နော်တချို့လူတွေအတွက်ကကြတော့ 401k retirement account တွေကိုအရင်ဆုံး percentage နဲ့အရင်ဆုံးထည့်တယ်ပေါ့နော် Angel အတွက်ကကြတော့အဲ့လိုထည့်ဖို့အတွက်အဆင်မပြေဘူးဘာလို့လဲဆိုတော့ Angel ကတလား Angel လက်ထဲမှာ cash flow ရှိဖို့လိုတယ်cash ရှိနေမှာ Angel မိသားစုပဲဖြစ်ဖြစ် Angel ပဲဖြစ်ဖြစ် emergency လိုလာတဲ့ခါကျရင် Angel အလွယ်တကူထုတ်နိုင်မှာဖြစ်တဲ့အတွက်ဖြစ်ပါတယ် okay ဆိုတော့ Angel က fixed expense ကို Angel ထုတ်ပြီးသွားပြီဆိုရင်တချို့ရတော့ variable expense ကိုသွားshopping သွားမယ်ငါဒီလအကုန်ပေးပြီးသွားပြီလာ shopping တော့မယ်သွားစားမယ် blah 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 okay
that's totally wrong fixed expense ကိုပြီးသွားပြီဆိုရင် angel တို့က saving ကိုသွားပါမယ်အကောင်ကဘာလို့ investment ကိုမသွားသေးတာလဲလို့ angel မေးလိမ့်မယ်ဘာလို့လဲဆို angel ခုနပြောလဲ I need cash flow guys cash flow ဆိုတော့ angel က high yield saving account ကိုဖွင့်ပါတယ်and then angel တလား angel အဲ့ဒီမှာ saving အနေနဲ့ angel ခွဲထားတဲ့ categories တွေရှိတယ် for myself emergency fund 6လနဲ့တစ်နှစ်စာ angel တလားကို cover ဖြစ်မဲ့ emergency fund ကို angel က foundation အနေနဲ့ build up လုပ်ပါတယ် and number 2 angel ရဲ့မိသားစုအတွက် emergency fund ကို angel ဒီမှာစုပါတယ် yeah that's what I'm talking about and then နောက်တစ်ခုကကျွန်တော် angel 7 ပုံတစ်ပုံကို angel စုပါတယ်ဘာလို့လဲဆိုတော့ angel ကိုယ်တိုင်ပဲဖြစ်ဖြစ် angel မိသားစုတွေကပဲဖြစ်ဖြစ် donation လုပ်ချင်တဲ့ခါကျရင် angel ရဲ့ရတဲ့ဝင်ငွေတွေကတပုံကို angel ကအမြဲစုထားပြီးတဲ့အဲ့ဒီကပမာဏကို angel ခွဲပြီးတော့လူပါတယ် anyway angel ကပြောချင်တာကတော့ angel saving ထဲမှာ cash flow ကိုလွယ်လွယ်ကူသုံးလို့ရဖို့အတွက် angel categories နဲ့ခွဲပြီးတော့even small amount angel အမြဲ set aside လုပ်ထားပါတယ်။နောက်ဆုံးတစ်ခုကတော့အကုန်လုံးနားထောင်ချင်တဲ့ investment ပဲဖြစ်ပါတယ်။ 401k အလုပ်ရှင်အလုပ်ဘက်ကပေးတဲ့ဟာတွေရှိမယ် and then raw RA ကိုယ့်ဘောက်ကိုပဲအကောင့်ဖွင့်ပြီးတော့ကိုယ့်ဘောက်ကိုထည့်လို့ရတဲ့ဟာတွေရှိမယ်။ 401k ကတော့အရင်ကောင်းတာနောက်တစ်ခုကပါလဲဆိုတော့ angel tax advantages ယူလို့ရပါဘောเนาะ tax မဆောင်ခင်မှာကိုယ့် income ကို deduct လုပ်လိုက်တာဖြစ်တဲ့အတွက်ကိုက tax ဆောင်တဲ့ခါကျရင်ကိုရထားတဲ့တကယ်ဝင်ငွေ amount ရဲ့ tax ကိုပေးစရာမလိုတော့ဘဲနဲ့ 401k တဲ့ကိုထည့်ပြီးသွားမှကျန်တဲ့ income ကိုပဲ tax ပေးရဖြစ်ပါတယ်ဆိုနည်းနည်းလေးရှုပ်သွားလိမ့်မယ် but anyway နောက်ထပ်ဗီဒီယိုတစ်ခုမှာအဲ့ 401k နဲ့ပတ်သက်ပြီးတော့တခြားလေးရှင်းပြပါမယ် I mean investment နဲ့ပတ်သက်ပြီးတော့ overall ရှင်းပြပါမယ် raw IRA ကကြတော့အဲ့မှာ traditional IRA ရှိမယ်နောက်ပြီးတော့ self employment IRA ရှိမယ် but angel ပြောလို့မပဲနောက်ဗီဒီယိုမှာပြန်ပြောပါမယ်ဆိုတော့ angel choose လုပ်ထားတော့ raw IRA ဖြစ်ပါတယ်အဲ့မှာကတော့ကိုယ့် income ရဲ့ tax ကိုအရင်ဆောင်ပြီးတော့မှကိုကအဲ့တွေကို invest လုပ်ရတာဖြစ်ပါတယ်ဆိုတော့ angel ပြန်ထုတ်တဲ့ခါကျရင်တော့ angel tax ပေးကြမလို့တော့ဘောနော်အဲ့တော့ angel ပြောချင်တာက angel နောက်ဆုံးအနေနဲ့မှာ angel က investment ကိုသွားပါတယ် investment ကိုသွားတဲ့ခါကျရင် angel ကပတ်စံကိုရှိရပတ်စံအကုန်လုံးဝုန်းစုထည့်လိုက်တာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ angel ခုနဘက်ကိုပြန်လာမယ်ဆိုရင် angel variable expense ကိုမသုံးရသေးဘူးဘောနော်ဒါပေမဲ့ angel ကလာရင် average ကို angel အမြဲတွက်ထားတယ်မြို့လိုက်600ကနေ900ရှိမလား1500နေ1800ရှိမလားတယောက်မတူဘူးပေါ့နော်အဲ့အတွက် angel ကအရင်ဆုံး variable cost ကိုလည်းအရင်ဆုံးစဉ်းစားပြီးတော့ angel investment တွေကိုအရင်ဆုံးခွဲပြီးထည့်ပါတယ်ထည့်ပြီးသွားပြီဆိုရင်တော့ angel ကကျန်တဲ့ပတ်စံကိုမှ angel variable expense အနေနဲ့ angel သုံးပါတယ်ဥပမာ angel 900ပဲကျန်နေဆိုရင်ငါနဲ့ angel လောက်အောင်သုံးရမယ်ပေါ့နော် but anyway angel ခုနပြောလို့ပဲ saving ထဲမှာ angel cash flow ရှိရဖြစ်တယ် whatever emergency angel အဲ့နဲ့ယူသုံးလို့ရတယ်ဒါပေမဲ့ angel အမြဲတမ်း saving ထဲမှာထည့်ထားတဲ့ပတ်စံဒီ is not meant to use angel လက်ထဲမှာရှိရလို့ angel မတက်မှတ်ထားတဲ့ပတ်စံပမာဏဖြစ်ပါတယ်angel ပြောချင်တာကတော့တယောက်မတူဘူးပေါ့နော်တချို့ရတော့ angel ပြောလိုမျိုး 401k ရဲ့ investment ကိုအရင်ဆုံးသွားတယ်ပြီးတော့မှ fixed cost တွေကိုလာတယ်ပြီးတော့မှ saving သွားတယ်ဒါမှမဟုတ် variable cost သွားတယ် whatever they like angel အတွက်ကတော့ angel အခု current situation အရာဆိုရင်တော့ angel fixed expense ကိုအရင်ဆုံး angel ခွဲပါတယ်ပြီးသွားပြီဆိုရင် angel က saving တွေကိုပတ်စံထည့်ပါတယ် and then angel investment ထဲကိုပတ်စံ contribute လုပ်တယ် and then ပြီးသွားမှပဲ angel ကျန်တဲ့ပတ်စံကို angel က variable cost အနေနဲ့ angel ကလောက်အောင်သုံးပါတယ်တကယ်လို့ angel ခုနပြောလို့အရန် struggle ဖြစ်နေရဆိုရင်တော့ girl you have to find another job angel ဒီဗီဒီယိုမှာနောက်ဆုံးပြောချင်တဲ့အကြောင်းအရာကတော့ကိုယ့်ရဲ့တလားသုံးတဲ့ပတ်စံကို track လုပ်ဖို့အတွက်အရန်အရေးကြီးပါတယ်နောက်တစ်ခုကကျတော့ side hustle လုပ်ပါ side hustle လုပ်ခြင်းအပြင်ကိုယ့်ရဲ့ income ကိုလည်းပို့ပြီးတော့ stable ဖြစ်လာတယ်လို့ angel ကတော့ယုံကြည်တယ်side hustle လုပ်တဲ့အတွက်ကိုလည်း invest လုပ်တာမျိုးဖြစ်တယ်ပေါ့နော်ဥပမာအခုဆိုရင် content creator တွေအများများလာတယ်ဒါပေမဲ့ quality content creator တွေကတော်တော်လေးရှားလာတာဖြစ်တဲ့အတွက်ကို invest လုပ်ဖို့အတွက် skills တွေလိုလာတယ်အဲ့တော့ angel ပြောချင်တာကတော့ကိုရဲ့ skills တွေကိုလည်း invest လုပ်ပါ content creator that's good but like quality content creator တွေကတော်တော်လေးလိုလာတာဖြစ်တဲ့အတွက် be a quality content creator or any side hustle if you can cook and sell it quality ရှိရဲ့ content creator ဖြစ်ဖို့အတွက်ကကျတော့အကြောင်းနေတက်ဖို့မလိုပါဘူး you have to have knowledge or like some skills that can solve other people's problem ဥပမာအခုဆိုရင် course တွေအများကြီးရှိဥပမာ digital marketing နဲ့ပတ်သက်ပြီးတော့နောက်ပြီးတော့ data analyst နဲ့ပတ်သက်ပြီးတော့နောက်ပြီး Excel တွေနဲ့ပတ်သက်ပြီးတော့ course တွေအများကြီးပေးတာမျိုးရှိရပါတော့ like free course like from Coursera
Code Academy, Udemy and then Khan Academy အများကြီးပေါ့နော်အဲ့အတွက်ကိုကfree course တွေတက်ပြီးတော့သူများကိုလည်းတစ်ချက်ပြန်ပြီးတော့ share လို့ရတယ်ပေါ့နော် Angel လည်း quality content creator ဖြစ်ဖို့အတွက်အများကြီးကြိုးစားနေပါတယ်အားလုံးပဲဒီနေ့ဗီဒီယိုလေးကိုကြိုက်နေတတ်မယ်လို့ Angel မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာ Angel ရဲ့financial experience နဲ့ပတ်သက်ပြီးတော့ Angel sharing လုပ်ပေးသွားချင်ပါတယ်ဆိုတော့ stay tuned and then don't forget to like and subscribe နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ Angel ပြောလို့ပဲ don't think I am ဖင်ကောင်းကျဲ because I am talking in English okay အကုန်လုံးအခုနားထောင်တဲ့အတိုင်းပဲ Angel English ကအဲ့လောက်ဒီမကောင်းနေဘူးအဲ့တော့ Angel I have to speak more Angel ပြီးနောက်မှာအကုန်လိုက်ပဲ Burmese people တွေပဲဆိုတော့ Angel အမြင်မြန်မာလိုပဲပြောရပါတော့ပြီးရင်တွေ့ရင်လည်းကချင်နေတွေ့ဆိုကချင်လိုပြောရပါတော့ so whatever I want to improve my English အဲ့တော့ peace